လူပွဲလေးမှာတော့ကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီခွင်းနေလာမှအင်အားတောင်းတာမဟုတ်ဘဲနဲ့ကိုကျော်မင်းတယောက်တည်းနဲ့ကိုလှပသိတက်နေရပဲဖြစ်ပါရဲ့ကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကျော်မင်းအနေနဲ့ US မှာ3နှစ်မလေးရှားမှာ5နှစ်တင်ယူလာပြီးတော့ဒီကပညာလေးနဲ့ရွာမှာပြန်လှုပ်ရှားနေရပဲဖြစ်ပါရဲ့မှာပြန်လှုပ်ရှားနေရပဲဖြစ်ပါရဲ့လူပွဲလေးမှာတော့ကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီခွင်းနေလာမှအင်အားတောင်းတာမဟုတ်ဘဲနဲ့ကိုကျော်မင်းတယောက်တည်းနဲ့ကိုလှပသိတက်နေရပဲဖြစ်ပါရဲ့ကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီကျော်မင်းအနေနဲ့ US မှာ3နှစ်မလေးရှားမှာ5နှစ်တင်ယူလာပြီးတော့ဒီကပညာလေးနဲ့ရွာမှာပြန်လှုပ်ရှားနေရပဲဖြစ်ပါရဲ့ရွာမှာပြန်လှုပ်ရှားနေရပဲဖြစ်ပါရဲ့